မင်္ဂလာပါဒီနေ့ကကြတော့ဘီတာဘလော့ဂါရင်းနဲ့ပတ်သက်ပြီးတော့ဗောနော် knowledge sharing အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ဘီတာဘလော့ဂါဆိုတာကတော့ဘာဆေးတွေလဲဆိုတော့လောနဲ့ဆုံးနေဟာတွေပေါ့အကြမ်းမြင့်မှတ်မယ်ဆိုရင်တော့လေအဲ့ဘီတာဘလော့ဂါတွေကအများကြီးရှိတယ်အုပ်စုကဘယ်နှခုရှိလဲဆိုလို့ရှိရင်အုပ်စု2ခုရှိတယ်ဒီအုပ်စု2ခုအောက်မှာဆေးတွေကလည်းအပြင်မှာဘီတာဘလော့ဂါတွေတော်တော်များများသုံးတယ်ပေါ့နော်သုံးတဲ့ခါကျတော့တစ်ခုနဲ့တစ်ခုအသုံးဝင်ပုံချင်းလေးတွေကွဲတယ်ပေါ့ပြီးတော့ဘီတာဘလော့ဂါကတခြားဆေးအုပ်စုနဲ့မတူတာကဒီအုပ်စုတစ်ခုလုံးကြီးကိုဘီတာဘလော့ဂါလို့ပြောလို့ရှိရင်ဘယ်ဘီတာဘလော့ဂါပဲသုံးပေါ့ပြောင်းပေးလိုက်လို့မရဘူးပေါ့နော်သူဒီဆေးနဲ့ဒီယောဂနဲ့သူကအဲ့လိုမျိုးသုံးရတာပေါ့နော်သူ့ရဲ့လူနာတွေရဲ့သူတို့လေ့လာချက်တွေပြီးတော့အသုံးပြီးတော့မှရလာတဲ့ result တွေပေါ်မှာမူတည်ပြီးတော့မှဒီဘီတာဘလော့ဂါတွေကရွေးချယ်ပြီးတော့သုံးရတာပေါ့ဥပမာဒီဘီတာဘလော့ဂါတစ်မျိုးပြက်နေလို့နောက်တစ်မျိုးအစားထိုးပြီးတော့တိုက်လိုက်မယ်အဲ့လိုမရဘူးပေါ့နော်တခြားတွေးကြဈေးတွေလိုမျိုးဥပမာထားပါတော့အမ်လိုတပီးနဲ့တခြားအုပ်စုတူတယ်ပေါ့နော်အဲ့ဒါလေးကိုပြောင်းပေးလိုက်မယ်အဲ့လိုမျိုးရပေမဲ့ဒီဘီတာဘလော့ဂါတွေမှာတော့မရဘူးပေါ့နော်ဥပမာလိုစာတန်နဲ့တယ်မီစာတန်ပြောင်းပေးမယ်တိတ်မကွာဘူးပေါ့အာနိသင်ကအရင်မကွာဘူး side effect လောက်ပဲကွာမယ်ပေါ့အဲ့လိုမျိုးပြောင်းပေးလို့ရတယ်ဒါပေမဲ့ဘီတာဘလော့ဂါမှာကျတော့အဲ့လိုမျိုးတစ်ခုမရှိလို့တစ်ခုပြောင်းပေးတာမျိုးအဲ့လိုလုပ်လို့မရဘူးဆိုတာလေးကိုသိစေချင်တာရယ်ပြီးတဲ့အခါကျတော့ဘီတာဘလော့ဂါလို့ပြောလို့ရှိရင်ဘယ်တွေမှာသုံးတာလဲပေါ့နော်အဲ့လေးကိုသိစေချင်လို့ဒီနေ့ knowledge sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့ကျတော့ဘီတာဘလော့ဂါကခွဲထားတာအုပ်စုကတော့2ခုပေါ့အကြမ်းမြင်ပေါ့နော်အုပ်စု2စုကသူကဘီတာဘလော့ဆိုတော့ပိတ်တာပြောတာပေါ့နော်ဘီတာဆိုတော့ဒီ receptor ကိုပိတ်တာပေါ့နော်အဲ့ဒါဒီတေးအသေးစိတ်ပေါ့အသေးစိတ် mechanism ကတော့မပြောပြတော့ဘူးဘာလို့လဲဆိုတော့နည်းနည်းရှုပ်နေမှာဆိုလို့လေเนาะဒီတိုင်းပဲနားလေလွယ်အောင်ပဲမှတ်ထားလိုက်ပေါ့နော်ဘီတာဘလော့ဂါဆိုတာကဘီတာဆိုတဲ့ receptor ကိုပိတ်တာပေါ့နော်ဘီတာဆိုတဲ့ receptor ကသူက1နဲ့2နဲ့2ခုရှိတာပေါ့နော်အဲကြတော့ဒီပထမဆုံးအုပ်စုက non selective ပေါ့သူကဘီတာ1ကော2ကော2ခုလုံးကိုပိတ်တဲ့အုပ်စုရှိတယ်ပြီးတော့ဘီတာ1ကြီးပဲတီးတက်ပေါ့နော်ပိတ်တဲ့အုပ်စုရှိတယ်အဲ့လိုမျိုးနှစ်ပိုင်းခွဲထားတယ်အဲကြတော့ဘီတာ non selective ဘီတာဘလော့ဂါတွေကဘီတာ1ကော2ကောအကုန်လုံးပိတ်တာတွေကဘာဆေးတွေလဲဆိုရင်propranolol ရှိတယ်ဒါကတော့အသုံးများရယ်เนาะသူက propranolol ကအရင်ဆုံးပေါ်လာတဲ့ဘီတာဘလော့ဂါတစ်မျိုးလည်းဖြစ်တယ်ပြီးတော့ carvedilol ရှိတယ် labetalol ရှိတယ်ဒါတွေကဒီမြန်မာနိုင်ငံမှာလည်းသုံးတယ်ပေါ့နော် nadolol pindolol တို့ sotalol တို့ကတော့တိတ်မသုံးဘူး timolol ကကြတော့မျက်စင်းနေအနေနဲ့သုံးတာများတယ်ပေါ့နော်အဲကြတော့ဒါလေးတွေကတော့အလွတ်ကျက်ထားရမှာပေါ့အဲကြ non selective ဆိုတော့မရွေးဘူးရွေးပြီးတော့မှမပိတ်ဘူးပေါ့နော်သူက non selective ပေါ့ non ဆိုတာကမလောက်တာ selective ဆိုတော့ရွေးတာပေါ့နော်ဘီတာ1ရယ်2ရယ်မရွေးဘဲနဲ့1ရော2ရော2ခုလုံးကိုပိတ်တဲ့အုပ်စုပေါ့နော်အဲ့ဒါတွေကဒီဆေးအုပ်စုတွေဖြစ်တယ်ဒါအလွတ်ကျက်ပေါ့နော်အဲ့ထဲမှာထူးခြားတာတစ်ခုက carvedilol နဲ့ labetalol ကသူက alpha ဆိုတဲ့ receptor မှာပိတ်တဲ့အာနိသင်ကိုသူက2ခုရှိတာပေါ့နော်အဲ့ဒါဘီတာကိုလည်းပိတ်တယ် alpha ကိုလည်းပိတ်တယ်ပေါ့နော်အဲ့ဒါက carvedilol နဲ့ labetalol ပေါ့နောက်တစ်ခုက beta 1 selective beta blocker ပေါ့ beta 1 selective beta blocker ကြတော့သူက beta 1ကိုပဲရွေးပြီးတော့ပိတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအဓိကနှလုံးနဲ့ပတ်သက်တယ်ပေါ့နော်သူက beta 1နှလုံးပေါ်မှာရှိတာအဲကြတော့နှလုံးနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်တွေကိုသူကပို့ပြီးတော့မှထိရောက်တာပေါ့နော်သူက cardio selective လို့လည်းခေါ်တယ် cardio ဆိုတာနှလုံးကိုပြောတာအဲကြတော့ဒီ beta 1ကိုရွေးပြီးတော့ပိတ်တဲ့အုပ်စုတွေကသူကနှလုံးဆေးအနေနဲ့အဓိကသုံးတာပေါ့နော်အားကြောင့်သူ cardio selective လို့လည်းခေါ်တယ်အဲ့ဒါတွေကဘာလဲဆိုရင် bisoprolol ဒါအသုံးများတယ် metoprolol nebivolol esmolol ပေါ့နော် atenolol ပေါ့ acebutolol ကတော့တိတ်မတွေ့ရအောင်ဒီဟာတွေကအုပ်စုက2ခုပဲရှိတယ်ဒီအုပ်စု2ခုကိုအလွတ်ကျက်ထားရမယ်နော်အဲကြတော့ဒီဘီတာဘလော့ဂါတွေနဲ့ပတ်သက်ပြီးတော့ရှေ့မှာသင်ခန်းစာတွေထဲမှာဘယ်ထဲမှာပါခဲ့ဘူးလဲဆိုရင်ဒီတွေးကြစေအခန်းပေါ့နော်တွေးတို့အခန်းမှာဘီတာဘလော့ဂါကိုနည်းနည်းပြောခဲ့ဘူးတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းပြန်နှွေးမယ်ပေါ့နော်ဘီတာဘလော့ဂါလို့ပြောရင်အရင်တော့သိထားတာကတွေးပေါင်ချိန်ကြတယ်ပေါ့နော်
တွေးပေါင်ချိန်ကြတယ်ဒါပေမဲ့တွေးကြစီအနေနဲ့အခုနောက်ပိုင်းမှာ beta blogger ကနံပါတ်1first line ပေါ့နော်ဦးစားပေးအနေနဲ့ဒီ beta blogger တွေမသုံးတော့ဘူးဥပမာဒီလူနာကသွေးတိုးရှိတယ်သူ့ကိုရှင်းတန်းပြီးတော့ beta blogger တိုက်တယ်အဲ့လိုမျိုးမလုပ်ဘူးသူ beta blogger ကဘယ်ချိန်မှာပဲပေးလဲဆိုရင်ရှေ့ကဒီတွေးတိုးတော်နဲ့တင်ခဲ့ဘူးပါတယ်သူတို့ရဲ့ first line ပေးရတဲ့ပထမဦးစားပေးရတဲ့ဆေးတွေရှိတယ် second line ဒုတိယဦးစားပေးရတဲ့ဆေးတွေရှိတယ်เนาะအဲ့လိုမျိုးပေးရတဲ့ဆေးတွေပေးတာကိုပြီးတော့ပေါင်းပေးတယ်ပေါ့နော်အဲ့လိုမျိုးပေးတာတွေကမတက်တာဘူးပြီးတော့လည်းတွေးတိုးကလည်း resistant ဖြစ်တယ်ပေါ့နော်ဒီတွေးရလည်းပေးထားတဲ့ဆေးနဲ့မတိုးဘူးပေါ့နော်အဲ့လိုမျိုးဆေးမတိုးဘဲနဲ့ဒီတွေးပေါင်ချိန်ကြီးကလည်းအများနဲ့တက်နေတဲ့လူတွေမှာဆိုရင်တော့ beta blogger မျိုးထပ်ထည့်တာမျိုးလုပ်တယ်ပေါ့နော်ဒါတော်ယုံတန်ယုံပထမဦးစားပေးအနေနဲ့တော့ beta blogger ကိုမသုံးအားကြောင့်မလို့ beta blogger တွေကနောက်ထပ်ဘာတွေ role ရှိလာလဲပေါ့နော်ဘယ်လိုကဏ္ဍတွေမှာပါဝင်လာလဲဆိုလို့ရှိရင်သူကဒီနှလုံးခုန်နှုန်းကိုနှေးစေတယ်ပေါ့နော်သူရဲ့အာနိသင်ကကောင်းတဲ့အချက်ကနှလုံးခုန်နှုန်းကိုနှေးစေတယ်ပြီးတော့နှလုံးရဲ့ညှစ်အားပေါ့ညှစ်အားကိုနည်းစေတာပေါ့နော်နည်းစေခြင်းအပြင်သူကသွေးပေါင်ရှင်ကိုကျစေတယ်ဆိုပြီးတော့အရင်တော့သိထားတာပေါ့နော်အဲ့ထက်ပိုပြီးတော့ကောင်းတဲ့အချက်တွေလည်းအများကြီးရှိတယ်ပေါ့အဲ့ကြတော့ဒီ beta blogger ကside effect တွေရှိတယ်ဒါနောက်မှာတော့ use အသုံးဝင်ပုံတွေထပ်ပြီးတော့ beta blogger နဲ့ပတ်သက်ပြီးတော့အသုံးဝင်ပုံတွေထပ်ပြောပြမယ်ပေါ့နော်ဒါကတော့အကြမ်းမြင်အရင်တော့သွေးတိုးတုံကမှတ်ခဲ့တဲ့ဟာကိုပြောပြတာပေါ့နော်ပြီးတော့ beta blogger ရဲ့ side effect အနေနဲ့ဆိုလို့ရှိရင်လည်းbeta blogger ကside effect တွေကတော့တစ်ခုနဲ့တစ်ခုကတော့နဲတာများတာတော့ကွာတာပေါ့နော်ဥပမာဆော့နာပြောတဲ့ non selective အုပ်စုရဲ့ side effect နဲ့ selective အုပ်စုရဲ့ side effect ကတော့နည်းနည်းလေးတော့ကွဲတယ်ဒါပေမဲ့အကုန်လုံးရှုံငုံပြီးပြောမယ်ဆိုရင်တော့ beta blogger တွေကတောက်ပါများရင် sexual dysfunction ဆိုတဲ့ဒီယောက်ျားလေးတွေပါတယ်ဒီလိန်စိတ်ပေါ့နော်အဓိကပေါ့အဲ့ဒါတွေပြောင်းလဲသွားစေတတ်တယ်ပေါ့နော်ပြီးတော့ခါကျတော့ bronchospasm ဆိုတာကတော့ဒီအဆုပ်ပေါ့နော်အဓိကတော့ဒီ asthma သမားတွေပေါ့ asthma သမားတွေမှာဆိုရင်ရင်ကျက်ကိုပို့ပြီးတော့ဆိုးစေတယ်ပြီးတော့ fatigue ဆိုတာနှုံးတာတွေဖြစ်မယ်လက်ဖြားရှည်ဖြားတွေအေးမယ်ပေါ့နော်သူကဘာလုပ်လဲဆိုတော့တွေးရ cardiac output နည်းတယ်ပေါ့နှလုံးခုန်နှုန်းနှလုံးညှစ်အားနည်းတဲ့ခါမှာတွေးမလျှောက်ဘူးပေါ့နော်ဒီလက်ဖြားရှည်ဖြားအထိတွေးလျှောက်ဖို့အတွက်ကိုနည်းသွားတဲ့ခါမှာလက်ဖြားရှည်ဖြားတွေအေးတက်တယ်ပေါ့နော်ဒါကတော့ဆေး dose များသွားတာတို့ဘာလို့ဆိုရင်ဖြစ်တာပေါ့နော်ပြီးတော့ hyperlipidemia လို့ခေါ်တဲ့သွေးထဲမှာအဆီဓာတ်တွေများမယ်ပြီးတော့နှလုံးခုန်နှုန်းကိုနှေးစေတယ်ပြီးတော့သွေးတွင်းအချိုဓာတ်တွေကျစေတယ်ပြီးတော့သွေးတွင်းအချိုဓာတ်ကိုကျစေသလိုနောက်တစ်ခုကသွေးတွင်းအချိုဓာတ်ကျလို့ရှိရင်ဖြစ်တဲ့လက္ခဏာတွေကိုလည်းသူကသွားပြီးတော့ဖုံးကွယ်ထားနိုင်တဲ့တတိရှိရပါတော့အားကြောင့်မလို့ဒီ beta blogger တွေကစီးချိုသမားတွေမှာပေးရင်ဂယုစိုက်ပြီးတော့ပေးရတယ်စီးချိုသမားတွေကသူတို့တောက်နေတဲ့ဆေးတွေကြောင့်မလို့ hypoglycemia ရတတ်တာမျိုးတွေဥပမာ insulin ထိုးတဲ့လူဆိုလို့ရှိရင်လည်း hypoglycemia ရဖို့အလားအလာများတယ်ပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးမှာ beta blogger တွေလည်းတောက်နေရတယ်ဆိုလို့ရှိရင်သူက beta blogger လည်း hypo ရတယ်ပြီးတော့ရခဲ့တဲ့ hypo ကဥပမာထားပါတော့တွေးထဲမှာအချိုဓာတ်တွေကျနေရင်လက်တွေရှည်ပြားတွေအေးပြီးတော့နှလုံးခုန်နှုန်းတွေကမြန်တယ်ပေါ့နော်ပြီးတော့ကနာမငြိမ်တာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးလက္ခဏာတွေကိုသူကအကုန်လုံးဖုံးကွယ်ထားတယ်လို့မျိုးဖြစ်သွားတာပေါ့နော်အဲ့ကြတော့ကို hypoglycemia ရလို့ရမှန်းမသိဘူးပေါ့အဲ့လိုမျိုးရမှန်းမသိတဲ့အခါမှာကိုကမသိလိုက်ဘဲနဲ့တတိမိတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အားကြောင့်မဂယုစိုက်ရမယ်ပေါ့နော်ပြီးတော့အားကြောင့်မလို့ဒီ beta blogger တွေကဒါအကြမ်းမြင့်မှတ်ထားတာပေါ့နော်ပန်းနိုင်ရင်ချက်သမားတွေမှာသုံးလို့မရဘူးနှလုံးခုန်ရမ်းနှေးတဲ့လူတွေမှာသုံးလို့မရဘူးပေါ့နော်ပြီးတဲ့အခါကျစီးချိုသမားတွေမှာဆိုလို့ရှိရင်လည်းသတိထားပြီးတော့တုံးရမယ်ပေါ့နော်ပြီးတော့ဒီနှလုံးအားနည်းတာပေါ့ heart failure သမားတွေဆိုလို့ရှိရင်သူကအရန်အခြေအနေဆိုးတယ်ပေါ့အရေးပေါ်အခြေအနေအကျူ heart failure သမားတွေမှာဆိုရင်သတိထားပြီးတော့ပေးရမယ်ဘာကြောင့်လဲဆိုတော့ तू က heart failure သမားတွေကငကိုကလေးရတယ်သွေးပေါင်ကျတယ်ပြီးတော့ तू နှလုံးခုန်တော့နှေးတယ်ပေါ့နော်အဲ့ဒါမျိုးအခြေအနေမျိုးမှာဒီ beta blogger ကိုတိုက်လိုက်မယ်ဆိုရင်ပို့ပြီးတော့ဆိုးသွားစေတာပေါ့နော်အဲ့ဒါကြောင့်မလို့ तू က beta blogger တွေကပေးတဲ့ခါမှာဂရုစိုက်ရမယ်ဆိုပြီးဒါတွေကအရင်တော့သင်ခဲ့ပြီးသားပေါ့နော်အဲ့ကျတော့ဒီ beta blogger နဲ့ပတ်သက်တဲ့ side effect ကတော့ဒါ
အကြမ်းမြင်ကဒီလိုမျိုးရှိတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုအုပ်စုမတူရင်side effect လေးကနည်းနည်းကွာခြားနိုင်တယ်ဆိုတာလေးကိုနောက်မှပြောပြပေးမယ်နော်အဲကြတော့ beta blocker ကိုဖြတ်မယ်တောက်နေတာကြာပြီပေါ့နော်ကြာကြီးဆွဲတောက်နေတဲ့လူတွေကဖြတ်ရင်လဲဥပမာကိုတဘောနဲ့ကိုရက်လိုက်တာမျိုးတို့ပြီးတော့ဆရာဝန်ကလည်းအကြာကြီးတောက်ခိုင်းထားပြီးမှချက်ချင်းရုတ်တရက်ရက်လိုက်တာမျိုးအဲ့လိုမျိုးလောက်တာမျိုးမလောက်သင့်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဖြတ်လိုက်လို့ရှိရင်ချက်ချင်းရုတ်တရက်ဖြတ်လိုက်ရင်ပို့ပြီးတော့ rebound effect ဆိုတဲ့ပို့ပြီးတော့လက္ခဏာတွေပိုဆိုးစေတယ်ပေါ့နော်။အဲကြောင့်မို့သူ့ကိုဖြတ်မယ်ဆိုရင်လည်း gradually taper off ဆိုတော့တဖြည်းဖြည်းချင်းဖြတ်ရမယ်ပေါ့နော်။ဒါကတော့အကြမ်းမြင်တိထားတဲ့ beta blocker နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ sharing လုပ်တာပေါ့။အရင်တော့ကလည်းပြောခဲ့ပြီးသားပေါ့နော်။အဲကျတော့ beta blocker တွေကအဓိကကတော့ပေါ့နော်အစောနာလိုမျိုး side effect တွေရှိတာအပြင်ကိုသူက beta blocker ထဲမှာအုပ်စုကတစ်ခုနဲ့တစ်ခုမတူတာပေါ့နော်အစောနာ non selective အုပ်စုရှိတယ်အောက်က selective အုပ်စုပေါ့နော်အဲကျတော့အဲ့တစ်ခုနဲ့တစ်ခုမတူတာလေးကိုတစ်ချက်လောက်ပြောပြပေးမယ်ပေါ့နော်အဲ့ထဲမှာ highly cardio selective ဖြစ်တဲ့ဆွမ်းနာပြောတဲ့ non selective မဟုတ်တဲ့ဒီအောက်ကbeta 1 selective ပေါ့နော် beta blocker ဖြစ်တဲ့ဥပမာ bisoprolol ပေါ့နော်အဲ့ bisoprolol ဆိုလို့ရှိရင်ねသူကဒီအတီနိုလောတို့ဘာလို့ねနှိုင်းယှဉ်လိုက်မယ်ဆိုလို့ရှိရင်သူကပို့ပြီးတော့ဒီ asthma သမားတွေမှာသုံးမယ်ဆိုရင်နည်းနည်း risk ကပေါ့နော်နည်းတယ်ပေါ့နော်တကယ်လို့ပန်းနာရင်ကျက်လည်းရှိတယ်ဒီလိုမျိုး beta blocker လဲတောက်ဖို့လိုအပ်နေတဲ့လူတွေကြာလို့ရှိရင်ဆောနာပြောတဲ့ non selective အုပ်စုနဲ့ cardio selective ဖြစ်တဲ့ဆောနာ beta 1 selective အုပ်စုနဲ့နှစ်ခုကိုဘယ်ဟာရွေးမလဲဆိုရင် beta 1 selective ကိုရွေးမယ်ဆိုရင်ရွေးလို့ရတယ်ပေါ့နော်ဥပမာ bisoprolol လို့ဟာမျိုးပေးမယ်ဆိုရင်ပေးလို့ရတယ် asthma သမားမှာဒါပေမဲ့ဆောနာ propranolol လိုမျိုး non selective နဲ့စားလို့ရှိရင်တော့ပန်းနာရင်ကျက်ကိုပို့ပြီးတော့ဆိုးတာမျိုးဆိုးဝါးသွားတာမျိုးမဖြစ်ပေမဲ့လို့လဲသူလည်းဂယုစိုက်ပြီးတော့ပေးရမယ်ပေါ့နော် beta blocker တွေကတော့အကုန်လုံးကတော့ဂယုစိုက်ပေးရမယ်ဒါပေမဲ့တခြားအစောနာပြတဲ့ non selective နဲ့နှိုင်းယှဉ်မယ်ဆိုရင်ဒီ cardio selective အုပ်စုတွေကဒါပန်းနာရင်ကျက်လိုဟာမျိုး COPD လိုဟာမျိုးမှာပေးမယ်ဆိုလဲပေးလို့ရတယ်ဆိုတာလေးကိုဒါstudy လုပ်ထားတဲ့ဟာအရာပြောတာပေါ့နော်အားကြောင့်မလို့ beta blocker လို့ပြောတာ ਨੇ အကုန်လုံးကasthma လည်းရှိတယ်ပေးထားတယ်ဆိုရင်ပေးလို့မရဘူးလားအဲ့လိုတော့မဟုတ်ဘူးဒါပေမဲ့လူနာအနေနဲ့လိုအပ်တယ်ပေးဖို့လိုအပ်တယ်ဆိုလို့ရှိရင်ပေးလို့ရတယ်ပေါ့နော်အဲ့ဒါကတော့ဒီ highly cardio selective ဆိုတဲ့အစောနာပြောတဲ့အောက်ကအုပ်စုပေါ့နော်အပေါ်က non selective အုပ်စုကတော့ပေးလို့မရဘူးပေါ့နော်အဲ့ကြတော့နောက်တစ်ခုက beta bisoprolol ပေါ့နော်အဲ့ဒီဆိုနာအဲ့ထဲမှာ bisoprolol ကသူနဲ့ပတ်သက်ပြီးတော့သူက study တွေလုပ်ထားတာဆိုတော့ bisoprolol ပေးမယ်ဆိုရင်ပေးလို့ရတယ်ပေါ့နော်ပြီးတော့ bisoprolol ကအစောနာပြောတဲ့အဆုပ်ရဲ့ function ပေါ့နော်ဒီအဆုပ်ကိုသွားပြီးတော့ကျက်သွားစေတယ်အဲ့လိုပို့ဆိုးသွားစေတဲ့အာနိသင်နည်းတယ်အဲကြောင့် bisoprolol ပေးမယ်ဆိုရင်ပေးလို့ရတယ်လို့ပြောချင်တာပေါ့နော်ပြီးတော့ bisoprolol ရဲ့ကောင်းတဲ့အချက်ကသူက glucose ပေါ့နော်အစောနာပြောတဲ့သွေးတွင်းအရှိုဓာတ်တွေကျတယ်သွေးတွင်းအဆီဓာတ်တွေများတယ်ဆိုတော့ beta blocker တွေက side effect ရှိတယ်မလားဒါပေမဲ့ bisoprolol မှာကျတော့အဲ့လိုမျိုး side effect နည်းတယ်ပေါ့နော်အဲကြောင့်မလို့ beta blocker တစ်ခုနဲ့တစ်ခုကမတူဘူးလို့ပြောချင်တာပေါ့နော်အဲကြောင့်မလို့အဲ့ဒါကတော့ဒါ bisoprolol နဲ့ပတ်သက်ပြီးတော့ဒါကောင်းတဲ့အချက်တွေပေါ့နော်အဲကြောင့်မို့လဲအခုနောက်ပိုင်းမှာ bisoprolol ကအသုံးများတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူက sexual dysfunction ပေါ့အစောနာပြောတဲ့လိင်ပိုင်းဆိုင်ရာဒီစိတ်တွေအားနေသွားတာပေါ့နော်အဲ့လိုမျိုးတွေမှာလည်း bisoprolol ကအဲ့ပေါ်မှာလည်းတရားမှုမရှိဘူးပေါ့အဲကြောင့်မလို့ bisoprolol ပေးမယ်ဆိုအဲ့လို side effect တွေလည်းမခံစားရနိုင်ဘူးလို့ပြောချင်တာပေါ့နော်ပြီးတော့ခါကြတော့ဒီပေါ့နော် high lipid solubility ဆိုတော့ဒီအဆီမှာပျော်ဝင်နိုင်မှုများတဲ့beta blocker အုပ်စုတွေရှိတယ်အဲ့ဒါဘယ်လိုဟာမျိုးလဲဆိုရင် propranolol တို့ metoprolol တို့ပေါ့နော်အဲ့ဒီဟာတွေကသူက side effect ကခေါင်းအုံနောက်ပေါ့နော် CNS ဆိုတဲ့အာယုံကြောနဲ့ပတ်သက်တဲ့ side effect ပို့ပြီးတော့များတယ်အဲကြောင့်မို့ propranolol တို့ metoprolol တို့ပေးမယ်ဆိုလို့ရှိရင်သူကနည်းအာယုံကြောနဲ့ပတ်သက်တဲ့ဟိုပါပေါ့နော်ထင်အောင်ထင်မှား
ကြေးအောင်ချောက်ချားဖြစ်တာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့ဒါပေမဲ့လူတိုင်းတော့မဖြစ်ပေမဲ့ဟိုရေရှည်ဆွဲတောက်ရတဲ့လူတွေမှာCNS side effect လေးတွေအနည်းငယ်ရှိတတ်တယ်ပေါ့နော်အားကြောင့်မလို့ propranolol တို့ metoprolol တို့ကအဲ့လိုမျိုး side effect ရှိတယ် bisoprolol ဆိုလို့ရှိရင်အစောနာပြောတဲ့အကောင်းတဲ့အချက်တွေအများကြီးရှိတယ် asthma မှာလည်းပေးလို့ရတယ် COPD မှာလည်းပေးလို့ရတယ်စောနာပြောတဲ့ဟိုပါပေါ့နော်စီချိုဓမားတွေမှာပေးမယ်ဆိုလဲတိတ်ပြီးတော့တက်ရောက်မှုမရှိဘူးပြီးတော့ခါကျတော့အစီနဲ့ပတ်သက်ပြီးတော့လဲသွေးတွင်းအစီဓာတ်ကိုမများစေဘူးပေါ့နော်အားကြောင့်မလို့ဒီ beta blocker အစောနာအုပ်စုတွေထဲမှာဆိုရင် bisoprolol ကတော့ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ T-beta တွေပါ beta blocker တွေပေါ့နော်ပြီးတော့အစောနာပြောတယ် carvedilol နဲ့ labetalol ကတော့ရှေ့မှာလည်းပြောပြီးတာသူက beta ကိုပဲပိတ်တာမဟုတ်ဘူး alpha 1ကိုလည်းသွားပြီးတော့ပိတ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အာနိသင်ကတော့ထူးခြားတယ်ပေါ့နော်ဒါကတော့တွေးတိုးခန်းတော့တင်ပြီးတာပေါ့ carvedilol က heart failure မှာလည်းသုံးလို့ရတယ်ပြီးတော့နောက်တစ်ခါတွေးတိုးမှာလည်းသုံးလို့ရတယ် labetalol ဆိုလို့ရှိရင်ဘယ်ဒီမှာသုံးလို့ရလဲဆိုရင်ကိုဝင်ဆောင်ချိန်မှာတွေးတွေစောင့်တက်တယ်ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးတို့ပြီးတော့ကျတော့ကိုဝင်ဆောင်ချိန်မှာပဲအရန်ကိုတွေးပေါင်ချိန်တက်နေတဲ့လူတွေမှာပေးလို့ရတယ်လို့ပြီးတော့ဒီပုံမှန်လူတွေပေါ့နော်တွေးတိုးကိုမှ hypertensive emergency အရေးပေါ်အနေထားမျိုးတွေမှာဒီ labetalol ကို infusion အနေနဲ့ပေးလို့ရတယ်ပေါ့နော်အဲကြောင့်မလို့ဒီ beta blocker တွေရဲ့ဒါအသုံးများတဲ့ beta blocker တွေကိုပဲကိုကရွေးထုတ်ထားတာပေါ့နော်သူအစွမ်းနာပြောတဲ့ဒီ non selective ရှိတဲ့တဲမှာအခုနောက်ပိုင်းမှာအပေးများတာပေါ့လူနာတွေအသုံးများတဲ့ beta blocker အုပ်စုတွေကတော့ bisoprolol, carvedilol, metoprolol, nebivolol ပေါ့နော်ဒီ၄မျိုးကတော့အခုကအရန်အသုံးများတာပေါ့နော်တွေးတိုးအနေနဲ့သုံးတာမဟုတ်ဘူးပေါ့တွေးကြစေထဲမှာသူကတွေးတိုးရှိလို့တွေးတိုးကြစေအနေနဲ့ဒီ beta blocker ကို first line မသုံးတော့ဘူးပေါ့နော်ဘယ်ဒီမှာသုံးလဲဆိုရင်နောက်မှပြောပြပေးမယ်ဒီ၄မျိုးကတော့အရန်ကိုအသုံးများတယ်ပေါ့နော်အဲကြောင့်မလို့သူတို့ရဲ့ dose ပေါ့ target dose လေးတွေသိထားရမယ် target dose ဆိုတာအဲ့တက်ပိုမပေးရဘူးပေါ့နော်ဆက်စချင်းဘယ်လိုပေးမလဲပြီးကြရင်ဘယ်လောက်ထိတိုးပေးလို့ရလဲပေါ့နော် bisoprolol ဆိုရင်ဆက်စချင်းလူနာကိုပေးမယ်ဆိုရင်သူက 1.25 mg စပေးရတယ်ပေါ့နော်တော့ OD ပဲပေးရတယ်ပေါ့နော်အဲကြောင့် bisoprolol လို့ပြောလို့ရှိရင် BD ဘယ်တော့မှမပေးဘူး OD ပဲပေးတယ်အမြင့်ဆုံးဘယ်လောက်ထိပေးလို့ရလဲဆိုရင်10 mg အထိပေးလို့ရတယ်ဒါ guideline ကပြောထားတာပေါ့နော်ပြီးတော့ carvedilol ဆိုလို့ရှိရင် 3.125 ကနေစပေးရတယ်သူက BD ပေးတယ်ပေါ့နော်အမြင့်ဆုံး25 mg ထိပေးလို့ရတယ်ပြီးတော့ metoprolol ဆက်စီနေပေါ့နော်သူက metoprolol ကလည်း2ခုရှိတာဟုတ်သူကနောက်က combination 2ခုရှိတယ်အခုအသုံးများတာတော့ succinate ဖောင်ကတော့ပို့ပြီးတော့အသုံးများတယ်အဲ့ဒါကတော့သူက metoprolol ဆိုလို့ရှိရင်ရိုးထက်သူက chronic relief တို့ဒီ extended release ပေါ့နော် ASM တို့အဲ့ဒါ CR တို့အဲ့ဒါတွေကိုပဲအဓိကသုံးတာပေါ့နော်သူကတော့အနည်းဆုံး 12.5 mg ကနေပြီးတော့25ပေါ့နော်အဲ့လောက်ကနေစတယ်အများဆုံး200 mg ထိပေးလို့ရတယ်ပေါ့နော်ပြီးတော့ nebivolol လည်းမြန်မာနိုင်ငံမှာအသုံးများတယ် 1.25 mg OD ကစပေးပြီးတော့အမြင့်ဆုံး10 mg ထိပေးလို့ရတယ်ဒီ target dose လေးတွေကတော့မှတ်ထားရင်တော့ကောင်းတာပေါ့နော်ကိုကစီးပေးတဲ့ခါမှာဒီစလုံးပေါင်းမှားတာပဲဟိုမဖတ်တတ်တာပဲလွဲမပေးမိတော့ပေါ့ dose တွေအဲ့လောက်များနေမဟုတ်နိုင်တော့ဘူးဆိုတာကိုကစဉ်းစားလို့ရတာပေါ့နော်အဲ့ကျတော့ဒီ beta blocker ဘယ်မှာသုံးလဲဆိုရင်အစောနာအုပ်စုတွေကတော့အသုံးများတာပေါ့နော်သွေးတိုးအနေနဲ့သုံးတာမဟုတ်ဘဲနဲ့ heart failure မှာလည်းသုံးတယ်ပေါ့နော်heart failure လို့ပြောတယ်အစောနာပြောတယ်အကျုပ်အနေထားမျိုးတော့မဟုတ်ဘူးပေါ့နော်အရေးပေါ်ဆေးရုံတက်ပြီးတော့ကုသနေရတဲ့အနေထားကိုပြောတာမဟုတ်ဘူးသူက stable ဖြစ်သွားတဲ့အနေထားမျိုးမှာသုံးတာကိုပြောတာနော်အဲ့ကျတော့သူ beta blocker တွေကဒီပေါ့နော်heart failure အောင်မှ तू อ่ะလေဟိုလူတိုင်းတော့မဟုတ်ဘူးပေါ့နော်heart failure အောင်မှ तू อ่ะ left ventricular ejection fraction 40% ဆိုတာဒါ heart failure ရှိရင်ဆရာဝန်တွေကတွက်တယ်ပေါ့နော်တွက်ထားတာရှိတယ်ပေါ့ तू อ่ะဟို reduce ejection fraction ပေါ့40% အောက်နည်းတယ်ပေါ့နော်အဲ့လိုမျိုး heart failure အမျိုးအစားပေါ့heart failure မှာအမျိုးအစား2မျိုးရှိတာဟုတ်အဲ့လိုမျိုးအမျိုးအစားမျိုးမှာပဲအဓိကသုံးတာပေါ့နော်အဲ့ကြတော့ heart failure မှာဆိုလို့ရှိရင်ဒီပေါ့နော်ဟို heart failure ရဲ့ treatment ပေါ့နော်ဒါ heart failure တော့သင်ခဲ့ဘူးပါတယ်သူ heart failure မှာဆိုရင်အဓိက first line အနေနဲ့ကိုဒီ beta blocker ကိုထည့်သုံးတာ
half failure မှာဆေးအုပ်စုကြီး9စုရှိတယ်သူက half failure ဖြစ်ပြီဆိုလို့ရှိရင်ဒီ9စု9အုပ်စု9ခုပေါ့နော်ဒီအခုပြထားတဲ့ slide မှာပြထားတဲ့9ခုပေါ့အဲ့အုပ်စု9ခုကပေးကိုပေးရတာ half failure ဖြစ်ရင်ပေါ့နော်အဲ့ထဲမှာ first line အနေနဲ့ကို beta blocker ပါတာပေါ့နော်ဟိုတွေးကြဈေးတုံးက ABCD တင်ခဲ့ဘူးတယ်မလားပထမဆုံးတွေးကြဈေးမှာဆိုရင်ဟိုပထမဆုံးဦးစားပေးရအသက်55နှစ်အောက်ဆိုရင် A ပေးတယ်55နှစ်အထက်ဆိုရင် B ပေးတယ်အဲ့ဒါပထမဦးစားပေးပေါ့အဲ့ဒါနဲ့မှမရဘူးဆိုလို့ရှိရင် A အုပ်စုနဲ့ B အုပ်စုကိုပေါင်းပေးတယ်အဲ့ဒါနဲ့မှမရဘူးဆိုလို့ရှိရင်sorry A အုပ်စုနဲ့ B အုပ်စုမဟုတ် A အုပ်စုနဲ့ C အုပ်စုကိုပေးတယ်ပေါ့နော်အသက်55နှစ်အောက်ဆိုရင် A အုပ်စုပေးတယ်အသက်55နှစ်အထက်ဆိုရင် C အုပ်စုကိုပေးတယ်ပေါ့နော်တစ်မျိုးတည်းပေးလို့မရဘူးဆိုရင်တော့ A နဲ့ C နဲ့ကိုပေါင်းပေးတယ်အဲ့ဒီဟာမှာနှစ်မျိုးပေါင်းပေးလို့မှမရဘူးဆိုရင် ACD ပေါ့ diuretic ဆိုတဲ့ C ဆေးတွေပေးတယ်ပေါ့ဒါကတွေးလို့တော့တင်ခဲ့ပြီးအဲ့လိုမျိုးပဲ half failure မှာလည်း तू ကဒီ9ခုပေါ့နော်ဒီ slide မှာပြထားတဲ့အုပ်စု9ခုကတော့ဒါမဖြစ်မနေပါတာပေါ့နော်အဲ့ကြောင့် half failure patient တွေကိုလူနာတွေကိုကြည့်လိုက်ဒီဆေးအုပ်စု9ခုကတေချာပေါက်ပါတယ်ပေါ့နော်နံပါတ်1ကဘာလဲဆိုရင် ACEI လို့ခေါ်တဲ့ဘာတွေလဲပရေးတွေပေါ့နော်ပရေးအုပ်စုတွေပါမယ်နောက်တစ်ခုကကြတော့အာနီလို့ခေါ်တာပေါ့နော်အာနီဆိုတော့ဘာဖြစ်မလဲဆိုရင်ဒါအာနီဆိုအတိုကောက်ကိုပြောတာပေါ့နော်ဒါဘာကူထရိုတို့ဒီမှာတော့ရှိတာပါလေစာကူပီထွေးနဲ့ဘယ်စာတန်နဲ့ပေါင်းတဲ့နှစ်မျိုးပေါ့နော်combination ပေါ့အဲ့လိုမျိုးဟာတွေကဒါ half failure အဲ့ဆေးတွေမြင်လိုက်တာနဲ့အဲ့လိုမျိုးဆေးတွေပေးထားပြီဆိုရင်ဒါတေးကြတယ်အဲ့လူနာ half failure ပဲပေါ့နော်ပြီးတော့ beta blocker ကလည်း bisoprolol တို့ carvedilol တို့အသုံးများတာပေါ့နော်ပြီးတော့ MRA လို့ခေါ်တဲ့mineralocorticoid receptor agonist ပေါ့နော်ဒါကတော့ဒါအသေးစိတ်သိချင်မှသိမှာအထက်တုံးကိုပြောတာပေါ့နော် spironolactone ပေါ့အဲ့ဒါ CC တစ်မျိုးပါမယ်ပြီးတော့ dapagliflozin empagliflozin တစ်မျိုးပါမယ်ပြီးတော့ loop diuretic ဖြစ်တဲ့furosemide ပါမယ်ပေါ့နော်အဲ့ကြတော့ဒီ9မျိုးကပါကိုပါတယ်အဲ့ဒါတစ်ချက်ကြည့်လိုက်လူနာတွေထဲမှာဆိုရင်ပရိအုပ်စုတစ်မျိုးပါမယ်ဆောနာပြောတဲ့အာနီတွေကဘာကူထရိုပါမယ်ဘာကူထရိုဖြစ်တစ်ခုပေါ့နော် brand ကတော့အမျိုးမျိုးရှိမှာပေါ့နော်စာကူဘီထွေးနဲ့ဘယ်ဆာတန်နဲ့ပေါင်းတဲ့ဟာ2မျိုးပါမယ်ပြီးတဲ့ခါကျတော့ဘီတာဘလော့ကာပါတယ်အတက်တုံးပါတယ်ဖြူရိုစီမိုက်ပါတယ်တပါအမ်ပါအဲ့လိုတစ်မျိုးပိုင်အဲ့လူနာတာ half failure ဖြစ်တာတေးကြတယ်ပေါ့နော်အဲ့ကြောင့်မလို့ half failure ဖြစ်တယ်ဆောနာပြောတယ်ဒီ half failure အုပ်စုက2မျိုးရှိတာ哦 half failure အဲ့ half failure အမျိုးအစားတစ်ခုပေါ့ HFREF ဆိုတဲ့ half failure အမျိုးအစားပေါ့နော်အဲ့ဒါတော့အသေးစိတ်မပြောတော့ half failure မှာလည်းနည်းနည်းရှုပ်ထွေးတော့လေအဲ့ဒီ half failure အမျိုးအစားမှာဆိုရင်သူကဒီ class 1ဆိုတဲ့ဒီ first line အနေနဲ့ကို beta blocker ကိုသုံးတယ်ပေါ့ပြောချင်တာတော့ beta blocker ကပထမဦးစားပေးအနေနဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလူနာတွေတော်တော်များများမှာ half failure ရှိတဲ့လူနာတိုင်းမှာ beta blocker ပါတဲ့အတွက်ကြောင့်မလို့ beta blocker အဲ့ bisoprolol metoprolol ပေါ့နော်အဲ့ဒါတွေကအခုနောက်ပိုင်းမှာအပေးများတာပေါ့နော်။ဘာကြောင့်လဲဆိုတော့တွေးတိုးအနေနဲ့သုံးတာမဟုတ်ဘူး။ဒီဆေးကိုပေးထားလို့ဒါပါဆေးလဲလို့မင်းဒါတွေးကြဆေးမဟုတ်ဘူး။သူတို့က half failure အနေနဲ့သုံးတာပေါ့နော်။အဲ့လိုသိရမယ်ပေါ့။အဓိကကတော့တွေးကြဆေးအနေနဲ့ beta blocker first line မဟုတ်ဘူးဆိုတာသိရမယ်။ပြီးတော့ဆောနာပြောတဲ့ bisoprolol တို့ metoprolol တို့ပေါ့နော်အဲ့ဒါတွေကိုပေးတယ်ဆိုရင်ထားပါတော့ bisoprolol ကပစ္စည်းမရှိလို့ propranolol လေးပြောင်းပေးမယ်အဲ့လိုမရဘူးပေါ့နော်သူက propranolol ကျတော့ half failure မှာမသုံးဘူးအဓိက cardioselective အုပ်စုကိုပဲအဓိကသုံးတာပေါ့နော်အားကြောင့်မလို့ half failure မှာ beta blocker ကိုသုံးတယ်ဒါပေမဲ့ beta blocker တိုင်းကိုသုံးတာမဟုတ်ဘူးအခုလေ့လာတွေ့ရှိချက်အရာ bisoprolol metoprolol ပေါ့နော်အဲ့လိုမျိုးသုံးတယ်ပေါ့ပြီးအခါကျတော့ HFMR moderate reduce ejection fraction ပေါ့နော် half failure ပေါ့နော် half failure ကိုအစောနာရှေ့မှာပြောတဲ့ half failure အမျိုးအစားပြင်ဒီ half failure အမျိုးအစားမှာကျတော့တဲ့သူကဒီ beta blocker တွေကိုကျတော့ first line အနေနဲ့မသုံးတော့ဘူးသူက beta blocker ကိုပေးမဲ့ဆိုရင်တော့ဒါလူနာတွေရဲ့ဆေးရုံတက်ရတဲ့နှုံးနေပြီးသေဆုံးမှုနှုန်းတွေချော့ချနိုင်တဲ့အတွက်ကြောင့်မလို့ပေးမဲ့ဆိုရင်စဉ်းစားလို့ရတယ်လို့ပြောတာမဖြစ်မနေပေးရမယ်လို့မပြောဘူးပေါ့နော်အားကြောင့်မလို့ half failure တိုင်းလဲ beta blocker မပေးဘူး beta half failure အမျိုးအစားအစောနာပြောတဲ့ရှေ့ကအမျိုးအစားပေါ့နော်အဲ့ဒီအမျိုးအစားကိုပဲပေးတယ်ပေါ့နော်ဒီရှိက HF reduce ejection fraction ပေါ့နော်သူကဒီ half failure reduce ejection fraction ဆိုတဲ့အုပ်စုကိုပဲ beta blocker first line အနေနဲ့ပေးတယ်အဲကြောင့် half failure အုပ်စုမတူရင် beta blocker မသုံး
half failure တိုင်းကိုပေးတာမဟုတ်ဘူးပေါ့နော်ဒါကတော့ဆရာဝန်တွေသူတို့ပဲရွေးချယ်ပြီးတော့ပေးတာပေါ့နော်ဒါပေမဲ့ကိုသိထားမှာ half failure အုပ်စုတစ်ခုမှာတော့ဒီ beta blocker ကိုပထမဦးစားပေးအနေနဲ့သုံးတဲ့ beta blocker ကလည်းအကုန်လုံးကြိုက်တာပေးအဲ့လိုမဟုတ်ဘူးဆောနာပြောတယ် bisoprolol တို့ metoprolol တို့တော့ပေးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုသိထားရင်ရပြီပြီးတော့ဒီဆောနာပြောတယ်half failure နောက်တစ်မျိုးပေါ့အမျိုးအစားတစ်ခုမှဆိုရင်တော့ beta blocker တွေကိုပထမဦးစားပေးအနေနဲ့မသုံးဘူး beta blocker တွေကိုထည့်မယ်ဆိုရင်လည်းထည့်သုံးလို့ရတယ်လို့ပဲသူက guideline ကပြောထားတာပေါ့နော်အဲ့ဆိုရင်ဒါ half failure နဲ့ပတ်သက်ပြီးတော့ beta blocker ရဲ့အသုံးဝင်ပုံရသွားပြီပေါ့နော်နောက်တစ်ခုကကြတော့နှလုံးနဲ့ပတ်သက်တဲ့ဒီနှလုံး coronary artery disease ပေါ့နော်ဒီနှလုံးသွေးကြောပေါ့နှလုံးကိုထောက်ပံ့နေတဲ့သွေးကြောလေးနဲ့ပတ်သက်တဲ့ယောဂါတွေရှိတယ်နှလုံးသွေးကြောကျဉ်းတာပေါ့နော်အဓိကအဲ့လိုမျိုးအနေအထားမျိုးတွေမှာဟောဒီ beta blocker တွေကဘယ်လိုမျိုးဗါတယ် role ရှိလဲပေါ့နော်အဲ့ကြတော့အဲ့လိုမျိုးလူနာတွေမှာဆိုရင်လေသူက stable angina လို့ခေါ်တာပေါ့နော်ဒါဟုတ်ရင်တော့တင်ပြီးတာနှလုံးသွေးကြောကျဉ်းတော့တင်ပြီးတာပေါ့နော် MI ဆိုတာ myocardial infarction နှလုံးကြွက်သားပုတ်တာပေါ့နော်ပုတ်နေတယ်မပုတ်ဘူးပေါ့နှလုံးကြွက်သားပုတ်တဲ့အဆင့်ထိတော့သူကနှလုံးသွေးကြောမပိတ်ဘူးဒါပေမဲ့နှလုံးသွေးကြောကျဉ်းတယ်ပေါ့အဲ့လိုမျိုးလူတွေမှာ beta blocker ကိုပေးတဲ့အခါမှာအဲ့လိုမျိုးပေးခြင်းအပြင်ဒါသူကယောဂလက္ခဏာတွေကိုလည်းတက်တာစေတယ်ပြီးတော့ပို့ပြီးတော့လည်းနှလုံးကြွက်သားပုတ်နိုင်ခြင်းနည်းစေတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ beta blocker ကိုပေးတယ်အားကြောင့်မလို့ beta blocker လို့ပြောလို့ရှိရင်သွေးကြစေအနေနဲ့သုံးတာအပြင်ဆောနာပြောတဲ့နှလုံး heart failure မှာလည်းသုံးတယ်လို့အခုနှလုံးသွေးကြောကျဉ်းတဲ့ခါမှာလည်း beta blocker ကိုပေးတယ်ပေါ့နော်အဲ့ကြတော့အဲ့ beta blocker တွေကဘယ်ဟာကိုပဲအဓိကပေးလဲဆိုရင် cardioselective အုပ်စုဖြစ်တဲ့ဆောနာအောက်ကအုပ်စုပေါ့အောက်ကအုပ်စုကိုပဲအဓိကပေးတယ်အပေါ်ကအုပ်စုကမပေးဘူးအဲ့လောက်ကြီးမပေးဘူးပေါ့နော်အဲ့ကြတော့ပေးလို့လည်းမရဘူးသူက cardio selective မဟုတ်တဲ့အတွက်ကြောင့်မလို့တခြား side effect တွေရှိတယ်ပေါ့နော်ပေးမယ်ဆိုရင်တော့ပေးလို့ရရဆိုပေမဲ့အဓိကထိရောက်မှုလည်းနည်းတယ်လို့ side effect တွေကလည်းပိုများတဲ့အတွက်ကြောင့်မလို့ cardio selective အုပ်စုကိုပဲရွေးပြီးတော့ပေးတယ်အဲ့ကြတော့ bisoprolol ပေါ့အဓိကဒီမှာလည်း bisoprolol ကအဓိကပဲပေါ့နော်အဲ့ကြောင့်မို့အသုံးအများဆုံးဆေးထဲမှာတော့ဒီ beta blocker ထဲမှာတော့ bisoprolol ကတော့ဒါနှလုံးသွေးကြောကျဉ်းတဲ့ခါမှာလည်းအသုံးများတယ်ပေါ့နော် non selective ဖြစ်တဲ့ဆောနာပြောတဲ့အပေါ်ကအုပ်စုပေါ့အပေါ်ကအုပ်စုတွေကတော့ဒီဒီနှလုံးသွေးကြောကျဉ်းတာအပြင်ဒီအသေးမကောင်းတဲ့လူတွေပေါ့နော်အသေးမကောင်းတဲ့လူတွေမှာဆိုလို့ရှိရင်ဒီပေါ်အစောနာပြောတဲ့ propranolol တို့ non selective အုပ်စုတွေကိုပေးလို့ရတယ်ပေါ့နော်ပေးလို့ရတယ်ဆိုပေမဲ့လည်းအများအားဖြင့်တော့ beta 1 selective ဖြစ်တဲ့ဆောနာ cardio selective အောက်ကအုပ်စုကိုပဲအဓိကပေးတယ်။ဘာကြောင့်လဲဆိုအောက်ကအုပ်စုကိုပေးခြင်းအပြင်သူက side effect တွေနည်းစေတာပေါ့နော်။ side effect လည်းနည်းတယ်အဓိက cardiac ကိုပဲအဓိကအလုပ်လုပ်တာပေါ့နှလုံးပေါ်မှာပဲအဓိကအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားပေးတဲ့ဆိုချိုနည်းတဲ့အတွက်ကြောင့်မလို့ cardio selective ကိုပဲပို့ပြီးတော့မှသုံးတာပေါ့နော်။ cardio selective ဆိုရင်အောက်ကအုပ်စုအပေါ်ကအုပ်စုကကြတော့ non selective ဆိုတော့beta 1 or 2 ကိုပေါင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူက side effect လည်းပိုများတယ်သူကထိရောက်မှုလည်းနည်းတယ်သူကဒီနေရာဆိုဒီနေရာပဲအလုပ်လုပ်တာမဟုတ်ဘူးပေါ့နော်အဲအကြောင်းမလို့အပေါ်ကအုပ်စုကတိတ်မသုံးဘူးเนาะပြီးတဲ့အခါကျတော့သူကဒီနှလုံးသွေးကြောကျဉ်းတဲ့လူတွေပေါ့နော်လူတွေမှာဆိုလို့ရှိရင် beta blocker ကိုတိုက်မယ်ဆိုရင် तू ကbeta blocker ပေးထားတယ် beta blocker ကိုတက်လုံးတောက်ရမှာလားမသိမရှင်းတောက်ရမှာလားပေါ့နော်အဲ့လိုမဟုတ်ဘူးတဲ့ तू ကလေးလာတွေ့ရှိချက်တွေအရ तू က heart failure မရှိဘူးနှလုံးပဲသွေးကြောပဲကျဉ်းတယ်ပေါ့အဲ့လိုမျိုးလူတွေမှာဆိုရင်တော့ beta blocker ကိုဘယ်လောက်ထိပေးလဲဆိုရင်3နှစ်လောက်ထိတော့ပေးတယ်ပေါ့နော်နောက်ပိုင်းကျရင်တော့ तू ပြန်ဖြုတ်မယ်ပေါ့အဲ့လိုမျိုးအနေအထားမျိုးမှာရှိတယ်beta blocker ကတွေးကြဆေးတွေလိုမျိုးတက်လုံးကြီးတောက်ရမှာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါကတော့နှလုံးသွေးကြောကျဉ်းတဲ့လူတွေမှာပေါ့ तू က heart failure သမားတွေကတော့ရေရှည်ဆွဲတောက်ရတာ heart failure ရှိပြီဆိုရင်တော့ဒါတက်လုံးတောက်ရမှာပေါ့နော်ပြီးတော့ကြတော့အဓိကကတော့နှလုံးသွေးကြောကျဉ်းဆိုတဲ့နေရာမှာနှလုံးအရေးပေါ်ဖြစ်နေတဲ့အနေအထားမျိုးတွေဆိုရင်တော့မပေးဘူးပေါ့နော်အရေးပေါ်မဟုတ်ဘူးပေါ့နော် chronic state ပဲဖြစ်သွားပြီပေါ့နော် तू ကလုံးဝအသက်အန္တရာယ်မရှိတော့တဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးမှာဆိုလို့ရှိရင်တော့လောင်းတန်းပေးတင်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးပေးခြင်းဟာဆိုလို့ရှိရင်ဒါနှလုံးကြွက်သားပုတ်တာတွေကိုလည်းသူကထိန်းထားရရောက်တယ်ပို့ပြီးတော့မစိုးစေဘူးပေါ့နော်အားကြောင့်မလို့ပြောမယ်ဆိုရင်ဆွမ်းနာပြောတဲ့3နှစ်လောက်ထိပေးလို့လည်းရတယ်လို့တကယ်လို့သူဒီဆေးနဲ့ပဲ
stable ဖြစ်တယ်လူနာအနေနဲ့တိုးတက်မှုရှိတယ်ဆိုရင်တော့လောင်တက်ပေးတာမျိုးလဲတစ်ခါတလေရတော့လောက်တယ်ပေါ့နော်အဲ့ဒါကြတော့လူနာတယောက်နဲ့တယောက်မတူဘူးပေါ့နော်ပြီးတော့ပိုဆိုးတာတစ်ခုကဒီ beta blocker ရဲ့အသုံးဝင်ပုံကဒီအုပ်စုတစ်ခုလုံးကြီးကိုဥမာဒီလူဆိုရင်ဒီယောဂဆိုရင်ဒီဆေးကိုတက်မထိန်ပေးလို့မရဘူးပေါ့နော်ပြီးတော့ तू က beta blocker ကရှုထောင့်မောင်းဆောင်ကနေစဉ်းစားပြီးတော့ပေးရတဲ့ဆေးဖြစ်တယ်ပြီးတော့လူနာတယောက်နဲ့တယောက်လည်းအရှင်နေမတူဘူးပေါ့နော်ပြီးတော့တချို့ကကြတော့ယောဂတစ်ခုတည်းတချို့ကြတော့လည်းဒီနှလုံးရောကြောက်ကပ်ကောအဲ့လိုမျိုးတွဲနေတာမျိုးရှိရပေါ့နော်အဲ့လိုမျိုးအနေထားမျိုးမှာဒီ beta blocker တွေရွေးချယ်တဲ့အခါမှာဒါရေရှည်ပေးမှလားဒီဘဲရှိပေးမှလဲဆိုတာကတော့တယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့တမထဲတော့မှတ်လို့မရဘူးပေါ့နော်ပြီးတော့ဒီ guideline တွေမှာဆိုလို့ရှိရင် guideline ဆိုတာဒီ ACCAHA ဆိုတဲ့ guideline ပေါ့နော်ဒါ2025ဒါအခုဒီနှစ်ထဲမှာထွက်ထားတာပေါ့နော်ဒါacute coronary syndrome ဆိုတဲ့ဆွမ်းနာပြောတဲ့နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ပြဿနာရှိတဲ့လူနာတွေပေါ့နော်နှလုံးသွေးကြောကျဉ်းတယ်ပေါ့အဲ့လိုမျိုးလူတွေမှာဆိုလို့ရှိရင်တကယ်လို့ပေါ့နော်တခြားသူ့မှာရွှင်ချက်ဒါ beta blocker ကိုအဲ့လိုမျိုးပေါ့သူ့ကိုရှောင်ရမယ့်အချက်မရှိဘူးပေါ့နော် beta blocker မဖြစ်မနေပေးရမယ်ဆိုလို့ရှိရင်ဒါစောပေးလိုက်တာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်သူတကယ်လို့တခြား beta blocker ကိုမပေးပေးလို့မရတဲ့အနေအထားမျိုးကလွဲလို့ပေါ့ကျန်တဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်ဒါအစောဆုံးပေးနိုင်ရင်ကောင်းလေပဲတဲ့ဒါ guideline မှာကိုပြောထားတာပေါ့နော်အဲအကြောင်းမလို့ပြောချင်တာကတော့ဒါ beta blocker ရဲ့ role ကတွေးတိုးမှာတော့ role ကကြာသွားပြီလုံးဝနောက်မှာကြံခဲ့ပြီဒါပေမဲ့နှလုံးမှာတော့သူကဆိုတော့ cardioselective အုပ်စုဖြစ်တဲ့အဓိက vasoprolol ပေါ့နော်အဲ့ဒါကတော့လုံးဝထိတ်ဆုံးမှာရောက်နေတာပေါ့နော်သူကမြန်စောပေးနိုင်လေကောင်းလေဆိုတဲ့အနေအထားမျိုးမှာရှိတဲ့အတွက်ကြောင့်မလို့ဒါ guideline ကိုပြောထားတာပေါ့နော်အဲကြောင့်မလို့ဒီ beta blocker နဲ့ပတ်သက်ပြီးတော့အများကြီးတော့မရှိဘူးမှတ်ထားမှာတိတ်ဟုံးမစေပေါ့နော်ဒါ beta blocker နဲ့ပတ်သက်တဲ့ဒီနေ့ပြောသွားတဲ့အချက်တွေထဲမှာအဓိကအုံနောက်ထဲဝင်သွားရမှာက beta blocker လို့ပြောလို့ရှိရင်အကုန်လုံးကအတူတူပဲမဟုတ်ဘူးအုပ်စုနှစ်ခုပဲရှိတယ်non selective အုပ်စုဖြစ်တဲ့ဆောနာပြောတဲ့အပေါ်က propranolol တို့carvedilol တို့အလွတ်ကျက်ပေါ့နော်အဲ့အုပ်စုရှိမယ်အောက်က cardioselective အုပ်စုတွေရှိမယ် cardioselective အုပ်စုတွေကအဓိကဇက်ကောင်က bisoprolol ပေါ့နော်အဲ့ကြတော့အဲ့ဒီအုပ်စုနှစ်ခုမှာအသုံးဝင်ပုံကကွာခြားချက်အများကြီးရှိတယ်ပြီးတော့ခါကျ beta blocker လို့ပြောလို့ရှိရင်သွေးတိုးတစ်ခုတည်းတင်သုံးတာမဟုတ်ဘူးပြီးတော့ beta blocker ကကိုကဒီလူနာအတွက်ဒီ beta blocker အဆင်ပြေပေမဲ့တခြားလူနာအတွက်ကဒီ beta blocker နဲ့အဆင်ပြေခြင်းမပြေမှာပေါ့အဲကြောင့်ကိုတဘောနဲ့ကို beta blocker တွေကပြောင်းပေးလို့မရဘူးပေါ့နော်ပြောင်းပေးလို့မရတယ်လို့လူနာအနေနဲ့လည်းအုပ်စုတူပါတယ်ဆိုပြီး beta blocker ကိုပစ္စည်းပြက်လို့ထားပါတော့ဒါ bisoprolol ပြက်လို့ metoprolol ပြောင်းတောက်မယ်အဲ့လိုမျိုးမရဘူးပေါ့နော်မရဘူးဆိုဆရာဝန်နဲ့တိုင်ပင်တင်တယ်ပြီးတော့ဒီတယောက်ကအရှင်နေမတူတဲ့အတွက်ကြောင့်မလို့ beta blocker ကလည်းတစ်ခုနဲ့တစ်ခုကအုပ်စုတာတူတာတစ်ခုနဲ့တစ်ခုကွာခြားချက်တွေရှိတယ်ပြီးတော့သူတို့ကအခုနောက်ပိုင်းမှာသူကဆေးတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးတော့လေ့လာချက်တွေအရာပဲဆရာဝန်တွေကအဲ့ဒီလေ့လာချက်တွေအရာပဲကြည့်ပြီးတော့သုံးဆွဲနေတာဖြစ်တဲ့ကြောင့်မလို့ကိုတဘောနဲ့ကို beta blocker တွေပြောင်းလို့မရတယ်လို့လူနာအနေနဲ့လည်းဆေးပြတ်သွားလို့ beta blocker ကိုချိန်ပြီးတော့တောက်တာမျိုးမလုပ်ရဘူးဆိုတော့ဒီ information ပေါ့နော်ဒီ knowledge သိစေခြင်းတဲ့သဘောနဲ့ဒီနေ့ပြောပြခြင်းဖြစ်တယ်အဲ့ဒါလောက်ဝင်ကိုရပြီပေါ့နော်အဲ့ကြတော့ beta blocker လို့ပြောရင်တွေးကြစီအနေနဲ့ကတော့ပထမဦးစားပေးမဟုတ်တဲ့အတွက်ကြောင့်သူကနောက်ဆုံးမှကြံခဲ့ပြီပိတ်ရှိမှကြံခဲ့ပြီပေါ့နော်တွေးကြစီအနေနဲ့အဓိကမသုံးတော့ဘူးနောက်ပိုင်းမှာဘာအနေနဲ့သုံးလဲဆိုရင် heart failure မှာသုံးတယ် heart failure မှာလည်း heart failure အတိုင်းမသုံးဘူးဆောနာပြောတယ် reduce ejection fraction ဆိုတဲ့ဒီ HFrEF ဆိုတဲ့ဟာပေါ့နော်ဒါကတော့ဆရာဝန်ကသတ်မှတ်ထားတာခွဲထားတာပေါ့နော်အဲ့ဒီဟာမှာပဲအဓိက first line အနေနဲ့သုံးတယ်ပြီးတဲ့အခါကျ coronary artery disease ဆိုတဲ့နှလုံးသွေးကြောနှလုံးကိုထောက်ပံ့တဲ့သွေးကြောပေါ့နော်ကျင်းတဲ့ဟာတွေသွေးကြောပိတ်တာပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးတွေမှာဆိုရင်เนาะဒါ beta blocker တွေက cardioselective အုပ်စုတွေကအဓိက first line အနေနဲ့သုံးတယ်ပေါ့နော်အားကြောင့်မလို့beta blocker တွေက non selective ဆိုတဲ့ဟာကိုရွေးပြီးတော့အလွတ်ကိုဒါကြက်ထားလိုက်တော့ပေါ့နော်ပြီးတဲ့အခါကျတော့အပေါ်ကပြောတဲ့ non selective က propranolol တို့ဘာလို့အခုသုံးတယ်ဘယ်ဒီမှာအသုံးများနေလဲဆိုရင်တော့ဒါဒီ thyroid hormone များတယ်ပေါ့နော်များတဲ့ခါမှာလက်တွေခြေတွေတုံတယ်ပြီးတော့ရင်နှလုံးခုန်နှုန်းတွေမြန်တယ်စိတ်ကအဲ့လိုမျိုးစိတ်တိုးတယ်ဒေါသထွက်တယ်အဲ့လိုမျိုးအနေထားမျိုးတွေမှာတော့ propranolol ကတော့သုံးနေတော့မယ်ပေါ့အခုချိန်ထိအဲ့ကြတော့ပြောချင်တာတော့အဲ့ဒါတွေမှာတော့ propranolol အသုံးများတယ်ပြီးတော့ဒီ
အရက်နဲ့ပတ်သက်ပြီးအရက်တောက်တဲ့လူတွေအရက်ဖြတ်နေတဲ့လူတွေပေါ့အဲ့မှာလက်တွေတုံနေအဲ့လိုမျိုးတွေမှာလည်း propanolol ပေးတယ်ပြီးတော့အုံနောက်နဲ့ပတ်သက်တဲ့အာရုံကြောမကောင်းလို့ဒီရင်တွေတုံနေလက်တွေတုံနေခေါင်းတွေတုံနေအဲ့လိုလူတွေမှာလည်း propanolol ပေးတယ်အဲ့ပြောချင်တာတော့အဲ့ပထမအုပ်စုကတော့အဲ့လိုမျိုးအနေထားမျိုးတွေမှာပဲသုံးပြီးတော့အခုပြောတဲ့ non selective အုပ်စု cardio selective အုပ်စုဖြစ်တဲ့ bisoprolol တို့metoprolol တို့ကတော့ခုနကပြောနှလုံးနဲ့ပတ်သက်တဲ့ heart failure တို့နှလုံးသွေးကြောခြင်းတို့မှာအဓိကသုံးတယ်ဆိုတာလေးကိုခွဲပြီးတော့မှတ်ထားစေချင်တာပေါ့နော်ပြီးတော့သွေးတိုးတွေမှာသုံးတာကတော့သွေးကြစေအနေနဲ့သုံးတာကတော့ရှားပါတယ်တော်တော်လေးကိုရှားတယ်ပြီးတော့ तू ကသွေးကြစေအနေနဲ့တခြားအဲ့ထက်ကောင်းတဲ့ဆေးတွေအများကြီးရှိတယ်အဲ့ဒါတွေမရတော့မှနောက်ဆုံးမှပဲသုံးတာဆိုတော့တုံတန်မပေးပါဘူးအခုလူနာတွေ beta blocker တောက်နေတဲ့လူနာတွေကိုကြည့်အများအပြား heart failure သမားတွေများတယ်ပြီးတော့ဆောင်းတော့ကပြောတယ် coronary artery disease ပေါ့နော်နှလုံးသွေးကြောကျဉ်လူနာတွေများတယ်အဲ့ဒါတစ်ချက် case လေးတွေအဲ့လိုမျိုးပေးနေတဲ့လူနာလေးတွေရှိရင်ကြည့်လို့ရတယ်ပေါ့နော်အာနီတို့ဘာတို့ပေးတယ်ပေါ့အာနီဆိုတာဆောင်းတော့ပြောတယ်ဘာကူထိုးတို့ဘာတို့ပေါ့နော်အဲ့ဒါတွေပေးတဲ့လူနာတွေကလည်း heart failure သမားတွေပဲပေါ့အဲ့လိုလူတွေဆိုရင်ကြည့်လို့ရတယ်beta blocker ပေးတယ်အဲ့ beta blocker ကဘာကြောင့်ပေးလဲဆိုရင်ဒါ heart failure ကြောင့်ပေးတယ်ဆိုတာကိုသိရမယ်ပေါ့နော်အဲ့ကြတော့ဒါ beta blocker နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဘေးထွက်ဆိုးကျိုးလေးတွေလည်းသိရတယ်ပေါ့နော်ပြီးတော့ beta blocker ကအစောနာပြောတယ်asthma သမားတွေမှာဆိုရင်တကယ်လို့မဖြစ်မနေပေးရမယ် COPD သမားတွေမှာမဖြစ်မနေပေးရမယ်ဆိုရင်တော့ cardio selective ဖြစ်တဲ့ဆောနာအောက်ကအုပ်စုပေးမယ်ဆိုရင်ပေးလို့ရတယ်ပေါ့နော်ဒီချောင်လို့ရရင်တော့ချောင်ပေါ့နော်တကယ်လို့မဖြစ်မနေပေးရမယ်ဆိုရင်တော့ပေးမယ်ဆိုရင်သူ side effect နည်းတယ်ပေါ့နော်ပြီးတော့အဓိကကတော့ heart failure မှာဆိုရင်ဆောနာပြောတယ်လေ bisoprolol နဲ့ metoprolol ပေးတယ်ဆို metoprolol ကဆက်စီနေကိုပဲပေးတာပေါ့နော်တခြားအုပ်စုမပေးဘူးပေါ့နော် metoprolol က2မျိုးရှိတယ်အဲ့ဒါကိုစာချဖက်လို့လည်းရတယ်ပေါ့နော်ဒါအိမ်စာပေးလိုက်တာပေါ့နောက်တစ်ခုကကြတော့ carvedilol ဆိုလို့ရှိရင်လည်းဒါ heart failure မှာသုံးတယ်ပေါ့ပြောချင်တာကတော့ heart failure မှာတော့ bisoprolol metoprolol ဆက်စီနေကတော့အဓိကသုံးတာပေါ့နော် carvedilol လည်းတခါတည်းရမှာပေးတာမျိုးရှိတယ်ပေါ့ carvedilol အဆောနာပြောတယ်အပေါ်အုပ်စုထဲမှာတော့ပါတယ်ဒါပေမဲ့တချို့လူနာတွေကကြာအရှင်နေရတယောက်နဲ့တယောက်မတူဘူးပေါ့နော်သူက alpha 1ကိုလည်းပိတ်တဲ့အတွက်ကြောင့်မလို့ carvedilol လည်းတခါတည်းရမှာ heart failure မှာပေးတာမျိုးရှိတယ်အဲ့ကြတော့မှတ်ထားမှာ heart failure ဆိုရင်အဓိကသုံးတာတော့ bisoprolol metoprolol ဆက်စီနေပေါ့နော်ပြီးတော့နောက်ဆုံးသိထားမှာ beta blocker တွေကရက်မယ်ဆိုရင်ချက်ချင်းရက်လို့မရဘူးပေါ့နော်အဲ့လေးသိထားရမယ်ပေါ့အဲ့ကြတော့ beta blocker နဲ့ပတ်သက်ပြီးဒီနေ့ကတော့ဒီလောက်ပဲပြီးတော့ beta blocker နဲ့ပတ်သက်ပြီးသိထားမယ့်အချက်တွေကတော့beta blocker တွေအကုန်လုံးမတူဘူးဆိုတာသိရင်ကိုရပြီပေါ့နော် beta blocker တစ်ခုနဲ့တစ်ခုကအာနိသင်လည်းမတူသလိုလူနာတယောက်နဲ့တယောက်လည်းအသုံးသူ့ရဲ့အခြေအနေပေါ်မှာလိုက်ပြီးတော့သုံးရတယ်ဆိုတာကိုနားလည်ရမယ်ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်